မရှိပဲရာရာပြီးပြေဆုံးနေဘဝအကျွေးမဲ့မြေတာချင်နာထာဝရပေးစွမ်းနေမေးရင်တွင်ရေအဝဲအကြည်ပြင်းခဲ့အသီးညံနေစိတ်တဲ့ခွန်အားမကပညာဉာဏ်ရည်ကြံလူလာမြောက်စေခဲ့အိုမေရဲ့အချိန်ချိန်မှမြင်မှုသမျှအမေဖြည့်စည်းခဲ့နာကျင်စေခဲ့နှလုံးအိမ်နဲ့အမေရဲ့ကကြမ္မာတိုင်းပွဲများဆုံးမှကျွန်တော်ဒီတရားနဲ့တပံပြန်လဲပေးမခွင့်များပေးပါမေဝါကီတန်လန်းလေးစီယာကိုယ်တိုင်လှမ်းလျှောက်ခါမှာအမြင်မှန်ရရှိခဲ့သလားငါဘဝမှာအိုကြိုးစားရုပ်ကရင်သာအောင်မြင်ခြင်းများဆိုယူရင်အမေရဲ့အပြုံးများဖန်တီးနိုင်ဖို့မေရဲ့အချိန်ချိန်